ညီညီသက်အန်ထူပိုင်တို့ရဲ့လှပသေးတဲ့တွင်းကိုတွေနဲ့အတူမြန်မာယူဆက်ခွန်အသင်းကတော့စီးရီးယားအသင်းကို2 ဂိုးဆိုတဲ့တည်ရလက်နဲ့အလှပဆုံးကစားသွားခဲ့ပြီးတော့ Saudi Arabia မှာကျင်းပမယ့်2026အာရှယူဆက်ခွန်ဖလားပြိုင်ပွဲကိုဝင်ခွင့်ရသွားခဲ့ပြီပဲဖြစ်ပါတယ်ခင်ဗျာပွဲစဉ်တွေအကြောင်းတော့ပြန်မပြောခင်လေးမှာကျွန်တော်တို့ဒီအခုမြင်တွေ့နေရတဲ့ဒီလူငယ်ကစားသမားလေးကျောင်းနံပါတ်8လင်းအောင်ဟာဒီနေ့စီးရီးယားနဲ့ပွဲစဉ်မှာတော့ပထမအကြိမ်အတွင်းမှာပဲစီးရီးယားယူဆက်ခွန်ကစားသမားတွေရဲ့ဖြတ်ထုတ်ပုံကျန်းတန်းတာတဲ့တဆင့်အနာတရားရသွားခဲ့တာကိုတွေ့ရှိခဲ့ရပါတကယ်ကိုပဲကျန်းတန်းတဲ့ဖြတ်ထုတ်မှုပဲဖြစ်ပြီးအခက်မသိလို့ရှိရင်ဒါကျွန်တော်တို့တကယ် injury ကြီးကြီးမားမားရသွားနိုင်တဲ့ဒီဖြစ်သွားနိုင်တဲ့ပုံရင်မျိုးလည်းဖြစ်ပါတယ်ဒါပေမဲ့လေကွင်းလက်ထန်ကတော့အဝါကက်လီတောင်တစ်ချက်တောင်မှသတိပေးခဲ့တာမျိုးမတွေ့ခဲ့ရပါဘူးစီးရီးယားကစားသမားတွေပေါ့ဒဏ်ရာကတော့ကြီးကြီးမားမားရသွားခဲ့တဲ့ဟန်တော့တူပါတယ်ဗါရဲဆက်ပြုံးလဲဆိုတော့သူတို့ထုတ်ပြန်ချက်တွေကိုစောင့်ကြည့်ရမှာဖြစ်ပေမဲ့လင်းအောင်လေးကတကယ်ကိုပဲဒီအာကူရတဲ့ကစားသမားလေးသူ့ရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့တွန်းတွန်းတိုက်ရှိတဲ့ပုံစံနဲ့အင်ပတန်မှအာကူရတဲ့ကစားသမားလေးပါအဲ့အချိန်ဖြစ်သွားတဲ့အချိန်မှာသူ့ကိုထန်းစင်နဲ့ထုတ်လာပြီးတော့သူကိုယ်တိုင်ကလည်းဒီနေ့ပွဲစဉ်မှာအကောင်းဆုံးပုံစံနဲ့ကစားပြသွားခဲ့ရတဲ့အတွက်အခုလို injury ရသွားတဲ့အတွက်စိတ်မကောင်းဖြစ်ပြီးငိုနေတာကိုလည်းတွေ့ခဲ့ရပါတယ်လင်းအောင်လေးရဲ့နေရာမှာတော့ကျွန်တော်ကျောင်းနံပါတ်6ဝင်းမင်းတန့်လေးကနေပြီးတော့ဝင်ပြီးတော့ကစားသွားပေးခဲ့တာပါဒီနေ့ပွဲစဉ်မှာတော့ဒါကတော့လုံးဝဒီအခိုက်အတန့်လေးဖြစ်သွားခဲ့တာတကယ်စိတ်မကောင်းစရာအခိုက်အတန့်လေးဖြစ်ပါတယ်ထန်းစင်နဲ့ထုတ်သွားတဲ့အချိန်တွေကကျွန်တော်တို့အထူးတဲ့ပွဲကြီးစဉ်ရတဲ့လမ်းမြင်တွေကတော့လုံးဝစိတ်ချမ်းမြေ့စရာတော့လုံးဝကောင်းမနေခဲ့ပါဘူးဒါပေမဲ့လည်းပွဲပြီးသွားတဲ့အချိန်မှာတော့ဒီလင်းအောင်လေးကပြန်ပြီးတော့ထွက်လာပါတယ်အခုလိုမျိုးဓာတ်ပုံမှာမြင်တွေ့ရတဲ့အတိုင်းပဲဥက္ကဋ္ဌဦးစောရဲ့ကိုရံပိုင်ကလင်းအောင်လေးကိုကြောပူထားပြီးတော့အောင်ပွဲခံနေတာကိုလည်းတွေ့ခဲ့ရပါတယ်တကယ်ကြည်နူးဝဲမြင်ကွင်းမှာပြီးတော့လင်းအောင်လေးကိုရန်ကလည်းတကယ်သူ့ရဲ့အသင်းပေါ်ရင်လည်းသူဒါလိုက်ပြီးတော့ပြည်သက်တွေကိုနှုတ်ဆက်နေခဲ့တဲ့မြင်ကွင်းလေးကိုလည်းမြင်တွေ့ခွင့်ရလို့သူ့ရဲ့ဒဏ်ရာအခြေအနေတော့အရင်ကြီးမဆိုးလောက်ဘူးလို့တော့မျှော်လင့်ရပါတယ်ကျွန်တော်တို့လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကကျွန်တော်2015ပေါ့နော်2015မှာကမ္ဘာဖလားဝင်ခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲသူ့လိုမျိုးကောင်းမွန်ခဲ့တဲ့လူငယ်လေးတစ်ယောက်ငင်းကြအောင်ဆိုလို့ရှိရင်အခုလို injury အကြီးမားတွေရပြီးနောက်ပိုင်းပွဲတွေမှာသူဟာဆက်ပြီးမကစားနိုင်တော့တဲ့အခြေအနေမျိုးတွေဖြစ်သွားခဲ့တာမျိုးတွေအဲ့လိုမျိုးလင်းအောင်လည်းမဖြစ်စေချင်ပါဘူးဒါမဲ့အာရှပွဲမှာ Saudi Arabia မြေမှာအကောင်းဆုံးပုံစံနေနဲ့သူကစားသွားနိုင်တာကိုပဲမြင်တွေ့ခွင့်ရကြင်ပါတယ်ဘာပဲဖြစ်ဖြစ်မြန်မာယူဆက်ခွန်အသင်းကတော့တကယ်ကိုပဲဒီအာရှကိုထက်FIFA ranking မြင့်တဲ့အိုမန်တို့လိုစီးရီးယားအသင်းတို့လိုမျိုးအသင်းတွေကိုဖျက်ကျော်သွားပြီးတော့တကယ်အာရှယူဆက်ခွန်ပြိုင်ပွဲကိုဝင်အောင်ခွင့်ရသွားခဲ့ပြီပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော် Saudi Arabia မြေမှာလာမယ့်2026ခုနှစ်မေလထဲမှာပဲဒီနောက်ဆုံးအဆင့် final ပွဲစဉ်တွေကိုကစားသွားတော့မှာဖြစ်ပါတယ်အဲ့အချိန်ကြောက်လို့ရှိရင်လည်းဘလို့အကောင်းဆုံးပုံစံနေနဲ့ကျွန်တော်ယူဆက်ခွန်ကစားသမားလေးတို့မြင်တွေ့ခွင့်ရမလဲဆိုတော့အင်ပတန်မှစိတ်လှုပ်ရှားပွဲကောင်းပါတယ်ခွန်ယူပွဲကအခိုက်အတန့်နေလည်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အသင်းဟာမြန်မာယူဆက်ခွန်အသင်းလေးဟာ6လဆိုတဲ့အချိန်ကာလတစ်ခုကျွန်တော်ပြင်ဆင်နေရပါတယ်ဒီကြားထဲမှာကျွန်တော်တို့ဒီ cross ball တွေပတ်စင်တွေအကောင်းဆုံးပုံစံတွေပြန်လဲပြီးတော့ပြင်ဆင်မယ်ဆိုဒီကဲကိုအင်အားကောင်းမွန်တဲ့အသင်းတစ်သင်းအဖြစ်ကျွန်တော်တို့ဒီပြိုင်ဘက်တွေကို6လက်သွားနိုင်မှာပဲဖြစ်ပါတယ်2015ခုနှစ်ကအောင်သူတို့မမောင်လွင်တို့ငင်းကြအောင်တို့တန်းပိုင်တို့ရဲ့ရွှေရောင်မျိုးဆက်တွေအပြီးမှာတော့ဒီကဲကိုပဲကျွန်တော်တို့ခြေစွမ်းတွေကောင်းမွန်စွာနဲ့တင်းဝက်ကောင်းနဲ့ဒါတကယ်အသင်းကြီးတွေကိုချင်းချောက်နိုင်တဲ့အာရှအဆင့်လိုမျိုးရှိတဲ့အသင်းကြီးတွေကိုချင်းချောက်နိုင်တဲ့လူငယ်မျိုးဆက်တွေကိုပြန်လည်မြင်တွေ့ခွင့်ရတာမြန်မာဘောလုံးလောကရဲ့အင်မတန်မှကောင်းမွန်တဲ့ရလဒ်တစ်ခုလည်းဖြစ်ပါတယ်ဒီမျိုးဆက်လေးတွေကကျွန်တော်ဆက်လက်ပြီးတော့ပြိုးထောင်ခဲ့ပြီးတော့ဆက်လက်သွားမယ်သူတို့တင်းဝက်ကလေးကိုစုစုစည်းစည်းနဲ့ဆက်ပြီးတော့ပုံစံတင်းဝက်ဖော်မပြတ်အောင်လို့ဒီအသင်းကိုပဲဆက်လက်ပြီးတော့လေရေးစဉ်ဖြစ်တဲ့ဒီခေါ်ဆောင်သွားခဲ့မယ်ဆိုလို့ရှိရင်ဒီကလေးတွေဟာဒီနေ့တစ်ချိန်မှာကျွန်တော်တို့အားကိုးရတဲ့လေရေးစဉ်မြန်မာလေရေးစဉ်အသင်းကြီးတွေမှာဝင်ရောက်လာနိုင်မှာပဲဖြစ်ပါတယ်အဲ့ချိန်ကြလို့ရှိရင်လည်းမြန်မာအသင်းဟာဒီကိကိုပဲကိုဒေသတွင်းအသင်းတွေကိုဖိအားပေးနိုင်မဲ့အသင်းတွေဖြစ်လာမဲ့အပြေကိုအာရှမှာလည်းဘယ်လိုပုံစံမျိုးနဲ့အကောင်းဆုံးထိုးဖောက်သွားမလဲဆိုတာကိုကျွန်တော်ဆက်လက်မျှော်လင့်ခွင့်ရမယ်အသင်းလေးတစ်ခုအဖြစ်လူငယ်မျိုးဆက်တွေအဖြစ်မျှော်လင့်မိတာတော့အမှန်ပဲဖြစ်ပါတယ်ဒါကိုလည်းဥက္ကဋ္ဌဦးစောအပါအဝင်ဘောလုံးအဖွဲ့ချုပ်ကတာဝန်ရှိသူတွေအားလုံးလည်းသိရှိပြီးပြီလို့လည်းထင်ပါတယ်သူတို့တွေအပါအဝင်လည်းဒီကလေးမျိုးဆက်တွေကိုဆက်လက်ပြီးတော့ပြုစုပြောထောင်မဲ့အခြေအနေကိုလည်းတွေ့ရပါတယ်ဒီနေ့ကွင်းထဲမှာဆိုလို့ရှိရင်လည်းဦးစောကိုယ်တိုင်လာရောက်ပြီးတော့အရင်ရက်တွေလည်းလာပါတယ်ဒီနေ့ကတော့သူကိုယ်တိုင်ပျော်ရွှင်ပြီးတော့အောင်ပွဲခံနေတာကိုလည်းတွေ့ကြရတဲ့မြင်ကွင်းတွေဟာအင်မတန်မှကျင်းလူဝမ်းမြောက်ဖွယ်ကောင်းပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့လာမဲ့2026ခုနှစ် Saudi Arabia မှာကျင်းပမယ့်အာရှယူဆက်ခွန်ပွဲကိုဆက်လက်စောင့်မျှော်ပြီးတော့ဒီကလေးငယ်တွေကိုအားပေးနေရမှာဖြစ်သလိုတိတ်မကြခင်မှာဒီဇင်ဘာလထဲမှာတိတ်မဝေးခင်ရက်တွေမှာလာတော့မဲ့စီးကင်းပြိုင်ပွဲတွေမှာလည်းမြန်မာယူနစ်73အသင်းမြန်မာအမျိုးသမီးလေရေးစဉ်အသင်းတွေကိုကျွန်တော်တို့ဆက်လက်အားပေးစောင့်မျှော်ရင်းနဲ့ဒီကစီးကင်းမှာလည်းရွှေရောင်စုတစိတ်တွေရွှေစုတွေယူနိုင်မလားဆိုတာကိုလည်း
ဆက်လက်အဆောင်ကြည့်အားပေးရင်းနဲ့ပဲကျွန်တော်တို့မြန်မာဘောလုံးကိုဆက်လက်အားပေးနေရအောင်ပါပဲဖြစ်ပါတယ်ခင်ဗျာမာတင်ကတော့အရှင်ပရိသတ်တွေရဲ့အားပေးမှုနဲ့ပဲအတူ စောပိုင်းရဆောင်ကိုတွေ့ယူပေးထားခဲ့တဲ့ညီညီတန်းဒီချိန်မှာတော့ကွင်းထဲကနေပဲထန်းစင်နဲ့ထွက်ခွာသွားခဲ့ရတဲ့အနေထားကိုကျွန်တော်တို့နေနေထားခဲ့ရလည်းဖြစ်ပါတယ် ဒါတော့အစောပိုင်းကအန်ထူပိုင်ရဲ့အသွင်းယူခဲ့တဲ့တကယ်ကိုကောင်းမွန်လာတဲ့ဘယ်ချေကန်ချက်ကိုကျွန်တော်တို့ပြန်ပြီးတော့အမြင်တွေ့နေကြရတာလည်းဖြစ်ပါတယ်မြန်မာအသင်းအတွက်တကယ်ကိုအဖိုးတန်တဲ့ဥဆောင်